ဒီတစ်ခါ after effect မှာကျွန်တော်တို့တွေတချီလေးကိုထည့်မယ် file import ရသွားပြီးတော့ file နဲ့မနေမယ်ဒီတချီလေးကိုကျွန်တော်တို့တွေယူမယ်ပြီးရင်ဒီတချီလေးကိုကျွန်တော်တို့ဒီ timeline နဲ့ဆွဲထည့်မယ်ပြီးရင် play ကြည့်လိုက်မယ် control လေးတစ်ခုတော့ပြီးရင်ကျွန်တော်တို့ဒီသချင်းစာသားလေးကိုထည့်မယ်စာသား PowerPoint လေးဖွင့်ပြီးတော့ PowerPoint ထဲမှာကျွန်တော်ရေးထားတဲ့စာလေးကို copy ကူးမယ် order တက်လေးနဲ့တွားမယ် T လေးကိုလမ်းနေမယ် cursor ချမယ် control V နေမယ် best page လေးတစ်ချက်နေမယ်အလဲလေးပို့ပြီးမယ် align လေးမှာပြီးရင်ကျွန်တော်တို့ဒီ timeline လေးကိုကျွန်တော်တို့ဒီစာသားလေးနဲ့တူပြီးမယ်ဒီ control D နေပေးမယ်ဒီကျွန်တော်ထပ်ပြီးတော့ခဏလိုပဲထပ်တော့တချင်းလေးကိုပြီး PowerPoint လေးသွားမယ် PowerPoint မှာပေါ်သွားပြီးတော့ကျွန်တော်တချင်းလေးကိုပြန် select ပေးမယ် control C နေမယ် order 10နဲ့နေမယ်ဒီမှာ T လေးနေပြီးတော့ cursor ချမယ် control V နေမယ် best page လေးတစ်ချက်နေမယ်အလဲလေးတွေပို့ပေးမယ်ပြီး line လေးကိုကျွန်တော် short ပြီးမှဖြစ်ပါတယ် line လေးကိုကျွန်တော်တို့တိုးပြီးမှဖြစ်ပါတယ်စဉ်းစားလာ line လေးတွေကိုပြီး control D လေးနေပြီးမယ်ပြီးရင်ကျွန်တော်တို့တချင်းလေးထပ်ပြီးတော့ play ကြည့်မယ်အဲ့တော့ PowerPoint လေးတစ်ခေါက်ပြန်နေမယ်ကျွန်တော်တို့တချင်းလေးမျိုးထားတဲ့ဒါလေးကို select ပြီး copy ကူးမယ်ဟောရတဲ့နဲ့သွားမယ်cursor ချမယ် control V နေမယ် best page လေးချက်နေလိုက်မယ်ပြီးစာလေးကိုကျွန်တော်တို့အလဲလေးပို့ပေးမယ်ပြီးရင်ကျွန်တော်တို့ထိုင်ဒီစာလေးကိုတချင်းလေးတူပေးမယ်control D နဲ့ပွားမယ်ပြီးရင်မြစ်တချင်းလေးကိုထပ်ပြီးတော့ play ကြည့်မယ်PowerPoint နဲ့သွားမယ် select ပေးမယ် copy ကူးမယ် order 10နဲ့သွားမယ် cursor ချမယ် control V နေမယ် best page တစ်ချက်နေမယ်အလဲပို့ပေးမယ်တချင်းစာသား short ပေးမယ်control D နေမယ်ပြီးတချင်းလေးကိုလည်း play ကြည့်လိုက်မယ်ပြီးရင် PowerPoint နဲ့သွားမယ် select ပေးမယ်တချင်းလေးကို copy ကူးမယ် order 10နဲ့သွားမယ် cursor ချမယ် control V နေမယ် best page တစ်ချက်နေမယ်အလဲလေးပို့ပေးမယ်ပြီးရင်စာသားလေးကို short ပေးမယ်ကျွန်တော်တချင်းတပုံလုံးအကျန်းကြောင်မှမလို့ကျွန်တော်တို့တွေအတူတူလေးလုပ်ထားတာဖြစ်ပါတယ် control D နဲ့ပွားရမယ်ပြီးရင်တချင်းလေးကိုနောက်ဆုံးပဲအဲ့ဒီနောက်ဆုံးလေးဒီစာသားလေးထိပဲ copy ကူးမယ်ပြီး cursor ချမယ်ပွားမယ် best page လေးတစ်ချက်နေပြီးတော့အလဲလေးပို့ပေးတာမယ်ဒီတချင်းလေးကိုတိုးပေးမယ်ဟုတ်ပြီအားလုံးပြီးတော့ဆိုကျွန်တော် timeline လေးနောက်ဆုံးရွှေ့ထားလိုက်မယ်ရွှေ့ပြီးတော့ကျွန်တော်တို့တွေ effect လေးတွေထည့်မှာဖြစ်တယ် effect ထဲဝင်ပြီးတော့ linear ဆိုတာလေးကိုကျွန်တော်တို့ရွေးပေးမှာဖြစ်ပါတယ် linear linear white လေးကိုကျွန်တော်တို့ရွေးမယ်ပြီးရင် linear white လေးကိုကျွန်တော်တို့တွေတချင်းရဲ့အောက်စာသားလေးကိုကျွန်တော်တို့မှလိုက်ထည့်ပြီးမှာဖြစ်ပါတယ် timeline ရွှေ့မယ်အောက်စာသားလေးမှာတော့ထည့်မယ် timeline ရွှေ့မယ်အောက်စာသားမှာလည်းထည့်မယ် timeline လေးရွှေ့ပေးမယ်အောက်စာသားလေးမှာလိုက်ထည့်မယ် timeline ရွှေ့မယ် timeline ရွှေ့မယ်အောက်စာသားလေးမှာတော့ထည့်မယ်အားလုံးပြီးသွားပြီဆိုတော့ကျွန်တော်တို့တွေပေါ်အတွက်ကျွန်တော်တို့တွေ CC composite ဆိုတော့ CC COM composite လေးကိုကျွန်တော်တို့တွေ timeline လေးရွှေ့မယ်အပေါ်စာသားလေးမှာလိုက်ထည့်ပြီးမှဖြစ်ပါတယ်အပေါ်စာသားလေးမှာလိုက်ထည့်ပြီးမှဖြစ်ပါတယ်
ပြီးရင် CC particle လေးကိုလည်းကျွန်တော်တို့ပေါ်စာသားနဲ့မှာထည့်ပဲ CC PART CC particle system 2လေးလည်းကျွန်တော်တို့တွေပေါ် line လေးမှာလိုက်ထည့်ပေးမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီစာသားလေးကိုစာပြီးတော့ဖယ်လေးတွေပြင်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ line လေးရွေးမယ်ပေါ်စာသား line လေးကိုတော့ဒီမှာ bar track ကို50ထားမယ်အားလေးကို4ထားမယ်ပြီးရင် producer လေးဖွင့်ချမယ်အမှကျွန်တော်တို့ timeline လေးကိုစမှကလို့ထားပြီးရွှေ့ပြီးတော့ position လေးမှာ note လေးဖွင့်ပေးမယ်0ထားပေးမယ်ပြီးရင်ကျွန်တော်ဒီ timeline လေးကိုတချင်ဆုံးလေးကိုရွှေ့မယ်ပြီးရင်ဒီမှာ1920လေးထည့်ပေးမယ်1920ပြီးရင်18အနာလေးခေါက်ပေးမယ်ပြီးရင် physics မှာကျွန်တော်တို့ Friday explosive ဒီမှာတသမငါဒါတော့40No, that matter. Let's say. I don't know. Go say. How good it? I'm on the upper no go say. I'm down be me. No go say. Be particle my punch a mess. So alpha you be on the sunny. Yeah, I know. A purely called him. ကျွန်တော်ရိုက်ထားတဲ့စာလေးကအဖြူလေးဖြစ်တဲ့အတွက်အဖြူလေးခေါ်တယ်မယ်ပြီးရင်ကျွန်တော်တို့ play ကြည့်မှဖြစ်ပါတယ် play ကြည့်တဲ့အခါမှာစာလေးနဲ့တစ်ခြားလေးဖြစ်တော့အောင်ကျွန်တော်တို့စာလေးကိုကျွန်တော်တို့ပြန်ပြီးတော့အောက်နောက်စာကြောင်းလေးကိုကျွန်တော် select ပြီးတော့ကျွန်တော်တို့သူ့စာလေးဖွင့်ချမယ် effect လေးကိုထပ်ဖွင့်ချမယ် line လေးထပ်ဖွင့်ချလိုက်မယ်အဲ့တော့ note လေးပေါ်လာပြီဆို note လေးကိုကျွန်တော်တို့တွေကလူရွှေ့မှဖြစ်ပါတယ်ပြီးတချင်းလေးကိုပြန် play ကြည့်မယ်တင်ထားပါဟုတ်ပြီပြီးရင်ဒီဘက် channel လေးကိုကျွန်တော်ဆက်သွားမယ်ကျွန်တော်တို့ဒီပေါ်လေးကိုကျွန်တော်ပြန် select ပြီးဒီကောင်ကိုတော့ပြန်ပိတ်လိုက်ပေါ့ပြီးရင်ကျွန်တော်တို့ခုနလိုပဲ50လေး producer ဖွင့်ချမယ် note click ဖွင့်မယ်0ထားမယ် timeline လေးကိုရွှေ့ပေးမယ်ပြီးမှ1920ပြီးရင်ကျွန်တော်တို့18ထားမယ်ပြီးရင်ကျွန်တော်တို့ဒီ physics ကို Friday explosive တသမငါအမှကျွန်တော်တို့ပုံမှန်ရိုက်ထားတဲ့အတိုင်းလိုက်လုံးမှာဖြစ်ပါတယ်တော့လက်စကိုစဲနကိုစဲနိno go sayပြီးရင်ကျွန်တော်တို့ဒီ particle ဖွင့်ချမယ်20ဖြူလေးပြီးကျွန်တော်တို့ချင်းလေး play ကြည့်မယ်ဟုတ်ပြီကျွန်တော်တို့ခါလိုက်လောက်မှတစ်ပတ်လောက်မှကျွန်တော်ချိန်လိုက်ပါတော့ပြီးရင်အောက်စာသားလေးကျွန်တော်တို့ပြင်မှာဖြစ်တယ်ဖွင့်ချမယ် effect ကိုထပ်ဖွင့်ချမယ်ဒီနေရာလေးထပ်ဖွင့်ချမယ်ဟုတ်ပြီဒီ note လေးကိုကျွန်တော်နည်းနည်း short ပြမယ်ပြီးရင် play ကြည့်မယ်ဟုတ်ပြီပြီးရင်ကျွန်တော်ဒါပြီးတော့နောက်တစ်ခုသွားမယ်ကျွန်တော်တို့ဒီကောင်လေးပြန်ပိတ်လိုက်မယ်မလဲ50လေး producer position လေးဖွင့်မယ်ကျွန်တော် timeline လေးအစားပဲထားမယ်နော်ဒီမှာ0ပြီးရင် timeline လေးရွှေ့မယ်1920အားလေးရောဆက်ရှစ်ဒီ face လေးဖွင့်ချမယ် flat layer ဆက်ရှစ်ဒီမှာလေးအနောက်တမှာတော့20
no cose ne no più e general အားလုံးပြီးကျွန်တော်တို့ play ကြည့်မယ်ပြီးစာသားလေးလျောက်ရွေးမယ်ကျွန်တော်တို့လေးဖွင့်ချမယ် alpha ကိုထပ်ဖွင့်မယ် linear ထပ်ဖွင့်မယ်ပြီးရင်ကျွန်တော်တချင်းလေးကိုဟုတ်ပြီဒါလေးပြီးရင်ကျွန်တော်တို့နောက်ထပ်ဆင်းဆက်သွားမယ်ဒါလေးကို select ပေးမယ်ပြီးရင်ကျွန်တော်တို့ဒီကနေ့လိုပဲproducer လေးဖွင့်ကြမယ် highlight အစားလေးသွားမယ် position လေးမှာ0ထားမယ် under ဖောက်ပြီးမယ် highlight လေးကိုတချင်ဆုံးလေးကိုရွှေ့ပြီးမယ်1920လုပ်မယ်1920 under ဖောက်ပြီးမယ်18ထားမယ်ပြီးရင် face မှာကျွန်တော်တို့တွေ flutter explicit တသမ540နောက်တစ်မှတော့20နောက်90နေ့နောက်ဟောပြီးမယ်နောက်90ပြန်ပြောင်းပြီးမယ်ပြီးရင်ကျွန်တော်အောက်ဆင်းမယ် particle မှာ 20နေ့ဖြူလေးပြီးရင်ကျွန်တော်တို့တချင်းလေးကို play ကြည့်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီခါကျတော့ဒီစာသားလေးကိုပြင်မှာဖြစ်တဲ့စာသားလေးကိုဖွင့်ချမယ်ဖယ်မှာထပ်ဖွင့်ချမယ် white master ဖြစ်ချမယ်ပြီးတချင်းလေးကိုကျွန်တော်စာပြီးတော့လုပ်ချင်မှာဖြစ်ပါတယ်နှစ်ဖက်ချင်းလေးရဖြစ်ပါတယ်ဟုတ်ပြီအားလုံးပြီးသွားပြီဆိုတော့ကျွန်တော်တို့တွေဒါတော့ပြန်ပေးလိုက်မယ်အားလုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့တွေဒါလေးကို export ထုတ်မယ်ဆိုရင် file နဲ့လာပြီးတော့ export နိုင်မယ် render quad လေးနေပြီးမယ်ပြီးရင်ကျွန်တော်တို့ဒီ output ဆိုတဲ့နေရာမှာကျွန်တော်တို့ကြိုက်တဲ့နေရာလေးကိုကျွန်တော်တို့ရွှေ့လိုက်မယ်ကျွန်တော်တော့document မှာပြီး file name လေးကိုကျွန်တော်ကတစ်မျိုးလေးပေးလိုက်မှာเนาะ abc ကိုပေးလိုက်မယ်ပြီး save နိုင်မယ်ပြီး runner လေးနေပြီးမှဖြစ်ပါတယ်အဲ့ဒါပြီးတဲ့အထိလေးဒါလေးပြီးတဲ့အထိကျွန်တော်တို့စောင့်ပေးရမှာဖြစ်ပါတယ်နောက်လေးလောက်တဲ့ခါမှာကျွန်တော်တို့တစ်ချက်အစားဆုံးလို့မဆိုတော့တော်တော်ကြာတော့ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဝါသာရှိတဲ့လူတွေဝင်လို့ရပါတယ်ဒီမှာကျွန်တော်နည်းနည်းမြန်တာတွေရှိနေလို့ဆိုရင်ကျွန်တော်ဒီစာလေးကို push လုပ်ပြီးတော့နားထောင်ပြီးတော့လုပ်သွားလို့ရပါတယ်အဲ့လိုပြီးရင်ကျွန်တော်နားမလည်နဲ့ကျွန်တော်ကိုပြန်ပြီးတော့မေးလို့ရပါတယ်ပြီးတော့လည်းကျွန်တော်တို့ဒီမိုက်ကွန်ဒါလေးဝင်ပြီးတော့ကျွန်တော်လုပ်ထားတဲ့သချင်းလေးကို document မှာရှိတဲ့ abc ဆိုတဲ့သချင်းလေးတော့ဖွင့်ကြည့်လိုက်လို့ရပါတယ် 멸리 타게를 알롱 뼈 나 뼈시 또